ဒီနေ့ချယ်ရီတို့ကရေကံမှာငါးသွားများပြီးတော့တညအိတ်ကြမှာဖြစ်ပါတယ်ချယ်ရီတို့ရဲ့တငယ်ချင်းနဲ့6ရောက်လာတာဖြစ်ပါတယ်ဒီရေကံမှာချယ်ရီတို့လာရတာတနာရီကျော်လာတော့လာရတယ်ပေါ့နော်ချယ်ရီတို့ရဲ့တငယ်ချင်းကဒီရေကံမှာငါးများတယ်ဆိုပြီးတော့ပေါ့နော်သူကခေါ်လာတာဖြစ်ပါတယ်ဒီရေကံမှာချယ်ရီတို့ကငါးလဲမြားမယ်ပြီးရေငုပ်ပြီးတော့ငါးလဲဖမ်းမှာဖြစ်ပါတယ်ချယ်ရီတို့ရောက်တာနဲ့ချယ်ရီတို့ရဲ့တငယ်ချင်းတွေကသူတို့ကရေငုပ်ပြီးတော့ငါးဖမ်းကြတာပေါ့နော်သူတို့ရေစင်းငုပ်တာနဲ့ဒီငါးကိုရတာပေါ့နော်ဒီငါးကိုတီးတဲ့သူရှိကြလားပြီးရတော့ဒီငါးကကြတော့1ကီလိုလောက်တော့ရှိတယ်ပေါ့နော်အကြီးပဲထိုင်းလိုကကြတော့ပလာနီလို့ခေါ်တယ်ပေါ့နော်မြန်မာလိုကကြတော့ဘာငါးလို့ခေါ်တာလေချယ်ရီလည်းခေါ်မတတ်ဘူးနော်ဘာငါးတွေလည်းတီးတယ်ဆိုရေ comment မှာရေးလာပင်တော့ရှင်ချယ်ရီတို့ရေကန်နားမှာပဲအိတ်ကြမှာဆိုတော့ရောက်တာနဲ့ပစ္စည်းတွေကိုတည်တယ်ပေါ့နော်တညပဲလာအိတ်တာနော်ဒီမှာပစ္စည်းတွေကကြတော့အများကြီးပဲယူလာတာချယ်ရီတို့ပစ္စည်းတည်ပြီးတာနဲ့ငါးမြောက်ဖို့အတွက်ကကြတော့ပစုံကိုအရေးရှာတယ်ပေါ့နော်ငါအရေးမြားချီပြီပေါ့နော်အဲ့ဒါကြောင့်မလို့စောင့်မနိုင်တော့ဘူးချယ်ရီငါးများတာစောက်ရင်းနဲ့မိုးပါ၆သွားပြီပေါ့နော်အဲ့ဒါချယ်ရီတို့ရဲ့တငယ်ချင်းတို့ကသူရထားတဲ့ငါးကိုချယ်ရီတို့ကကေစားကြမှာပေါ့နော်ပြီးတာနဲ့ရတဲ့ပစိုးတွေကိုချယ်ရီကကောက်မှာပေါ့နော်ညဘက်ဆိုရတော့လေပစိုးတွေကအများကြီးပဲရှိတယ်အများကြီးပဲထွက်လာတယ်ပေါ့နော်ပြီးရင်လည်းခရုတွေဆိုရင်လည်းအများကြီးပဲရှိတယ်ပေါ့နော်ငါးများရင်းနဲ့ဗိုက်စားလာလို့ပေါ့နော်အဲ့ဒါကြောင့်မလို့ထမေးစားပါတော့မင်းအရဲကိုမှဗိုက်စားတယ်ပေါ့နော်ချယ်ရီငပိထောက်ရယူလာတယ်ပြီးရင်ဒီကကညွန့်အရက်ကိုချစ်ဖက်လောက်တာပေါ့နော်ယူလာတယ်အရင်ကစောက်လို့ကောင်းတယ်ပေါ့နော်အရင်တစ်ခါကချယ်ရီရဲ့အမေထားတဲ့ငရုတ်တီထောက်ကုတ်သွားလို့ပေါ့နော်မနေ့ကမှအတစ်ပြန်ထောက်တာအဲ့ဒါအတစ်ဆက်သူထောက်တာစားတော့လေအရဲဆက်တာထမေးစားပြီနော်အားလုံးပဲထမေးလာစားကြပါအောင်ရှိချယ်ရီကတယောက်တည်းပဲထမေးစားတယ်ပေါ့နော်ချယ်ရီရဲ့တငယ်ချင်းတို့ကောက်လေးတို့ကကြတော့သူတို့ရေစင်းငေါက်ကြတယ်ပေါ့နော်ဒီအချိန်ညဖက်ဆိုရင်ပေါ့တယောက်တည်းပဲထမေးစားတာဆိုတော့ဘသူချယ်ရီနဲ့တူတူထမေးတာစားချင်လဲချယ်ရီထမေးစားပြီးတော့ငါးများတက်ကိုပြည့်ကြည့်တော့ဒီငါးတကောက်ကြိုက်တယ်ပေါ့နော်ဒီငါးကဆိုရင်အသားကအရဲများပြီးတော့အရသာဆိုရင်လည်းအရဲကောင်းတယ်လို့ပြောကြတယ်ပေါ့နော်ဘာငါးလို့ခေါ်လဲသိကြလားပြီးတာနဲ့ချယ်ရီတို့ငရက်ကိုမြားဖို့အတွက်ကကြတော့ဖားတိတိလေးကိုသုံးတယ်ပေါ့နော်ခဏလေးနဲ့ငရက်ကကြိုက်သွားပြီပေါ့နော်အစကကြတော့ချယ်ရီလည်းမသိဘူးပေါ့နော်ဒီဖားတိတိလေးနဲ့မြားရတာပေါ့နော်တကယ်လည်းမြားကြီးတော့ရလဲရသွားရောချယ်ရီကိုတော်တော်များများလာမေးထားတယ်ငတက် college ကကိုဝေဆောင်မိခီတွေတောက်လို့ရလားတဲ့ကိုဝေဆောင်မိခီတွေဆိုရင်တောက်လို့မရပါဘူးနော်တောက်လို့မရတဲ့သူတွေကနှလုံးယောဂရှိတဲ့သူတွေကြောက်ကက်ယောဂရှိတဲ့သူတွေပြီးရင်ကိုဝေဆောင်နေတဲ့မိခီတွေပေါ့နော်အဲ့လိုမျိုးတို့မရှိဘူးဆိုရင်တော့ငတက် college ကိုတောက်လို့ရပါတယ်နော်ပြီးရင်ပြစပြတကယ်ရောကောင်းရဲ့လားဆိုပြီးတော့မေးထားတဲ့သူတွေအတွက်ကကြတော့ဒီမှာနော်အရေးကကြတော့9ခဲမှာပြီးတော့အခုကနောက်ထပ်9ခဲထပ်မှာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဖြူစေးတာရာရက်တာအနက်ထွက်တာတက်တာလို့ပါရှိအဲ့လိုပြဿနာမျိုးဖြစ်နေတဲ့သူတွေဆိုရင်စမ်းသုံးကြည့်ပါကို